အန်နီမီမှာဘော်ရီတိုရဲ့ပြန်လည်ရှင်သန်မှုဟာအဆုံးသတ်သွားခဲ့ပေမဲ့လို့မန်ဂမှာတော့ဇက်လက်ဆက်နေစေပါဘော်ရီတိုရဲ့ပြန်လည်ရှင်သန်လာမှုအတွက်အာမာဒိုဆိုင်နဲ့ကာတာဆူကဲတို့ကတအံ့တော်နဲ့ကိုမှမေးမြန်းနေကြပါတယ်ဘော်ရီတိုကလည်းသူကြုံခဲ့ရတာတွေကိုရှင်းပြနေပြီးတော့မမိုပြောခဲ့တာအရာသူ့ရဲ့ပြောင်းလဲခြင်းဖြစ်စဉ်က82ရာခိုင်နှုန်းပြီးဆုံးနေပြီဖြစ်ပြီးတော့ဒီချိန်မှာကာဝါကီကဘော်ရီတိုကိုတက်ပေးလိုက်တာကြောင့်မမိုအနေနဲ့မဖြစ်မနေသူ့ရဲ့လက်ခံခန္ဓာကိုယ်ကိုဆုံးရှုံးရတော့မှလည်းဖြစ်ပါတယ်အိုဆူဆူကီအနေနဲ့ဝိညာဉ်ဖြစ်ကိုရှိနေတဲ့ချိန်မှာလက်ခံခန္ဓာကိုယ်အခုဖြစ်တဲ့ကာရာရီကိုဆုံးရှုံးသွားမယ်ဆိုရင်တော့အီရှိကီလိုမျိုးလုံးဝကိုပျောက်ကွယ်သွားရမှာပါမမိုကတော့ဒီလိုအဖြစ်မခံနိုင်တဲ့ကြောင့်သူ့ရဲ့ကြံနေတဲ့အချက်လက်18ရာခိုင်နှုန်းကိုအသုံးပြုပြီးတော့ဘရိုတိုရဲ့ပျက်စီးသွားတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုပြန်လည်ကုသပေးနေတာပဲဖြစ်ပါတယ်လက်ခံခန္ဓာကိုယ်ကမရှိတော့တာကြောင့်ပြန်လည်ဝင်စားခြင်းမလုပ်နိုင်တော့တဲ့ဝိညာဉ်ကတော့တည်ရှိနေမှာဖြစ်ပါတယ်ဒါတွေကိုဘရိုတိုကာတာဆူကဲဆိုင်နဲ့အာမာဒိုတို့ကိုဒီပန်နယ်မှာဆွေးနွေးနေတာဖြစ်ပြီးတော့ကာတာဆူကဲကတော့အိုဆူဆူကီတွေကြုံထားတဲ့အချက်လက်လေးတွေကနေခန္ဓာကိုယ်ကိုပြန်လည်ကုသနိုင်တာကိုမယုံကြည်နိုင်ဖြစ်နေရပါတယ်အာမာဒိုကတော့ဝိညာဉ်ကကြံနေသေးတာဖြစ်တာကြောင့်အရင်လိုထိန်းချုပ်ခံရတာဖြစ်နိုင်တဲ့ကြောင့်တတိပေးတာကြောင့်ကာတာဆူကဲကတော့အရင်လိုမျိုးဆေးတွေကိုအသုံးပြုဖို့တိုက်တွန်းနေခဲ့ပါတယ်ဒါပေမဲ့လို့ယုံကြည်ချက်တွေအများကြီးရှိနေပြီဖြစ်တဲ့ဘိုရိုတိုကတော့အခုအချိန်တွေကိုသူထိန်းချုပ်နိုင်တယ်လို့ထင်ပြီးတော့ယုံကြည်တာကြောင့်ဆေးတွေဆက်မသုံးတော့ဘူးလို့ပြန်ဖြေလိုက်ပါတယ်နောက်ပတ်နေမှာတော့ကာဝါကီကိုနာရိုတိုရှီကာမာရူနဲ့ဆူမီရဲတို့ကတော့ကြည်နေခဲ့ကြပြီးတော့ဆူမီရဲကချက်ကရာကုန်ပြီးတော့အိပ်ပျော်နေုံပဲရှိတော့ကဒဏ်ရာတွေကတော့နာနူပစ္စည်းတွေကြောင့်ပျောက်သွားပြီလို့ရှင်းပြနေခဲ့ပါတယ်ကြည့်ရတာကတော့အခုစစ်ဆေးနေတာကကိုနိုဟာဆေးရုံမှာဖြစ်ဖို့များပြီးတော့ဆူမီရဲကလည်းကာဝါကီကိုစစ်ဆေးဖို့ဆိုရင်တကွဲကမ်းမှာလှုပ်တင်ကြောင်းတင်ပြပေမဲ့လို့ရှီကာမာရူကတော့အာမာတိုနဲ့သူရှင်းစရာလေးတွေကကြံနေသေးတာကြောင့်ဒီလိုမျိုးခွဲထားတာလို့ပြန်ဖြေလိုက်ခဲ့ပါတယ်မျက်နှာပေါ်ကအမာယိုရ EPK လို့ထင်ရတဲ့လူတစ်ယောက်လည်းရှိနေပြီးတော့ကာဝါကီကိုဘာလို့လှုပ်ပေးထားတာလဲဆိုတာကိုမေးခွန်းထုတ်နေခဲ့ပါတယ်ရှီကာမာရူကပဲသူတို့အနေနဲ့ဖမ်းထားလို့မရနိုင်ကြောင်းအချက်လက်တွေနဲ့ကိုပြန်လည်ရှင်းပြနေခဲ့ပါတယ်ပထမအချက်အနေနဲ့ကာဝါကီကိုဘလို့ဖမ်းချုပ်နေနဲ့မှမရနိုင်ပဲနဲ့စကူနာဟီကိုနာနဲ့ဘာကိုဖြစ်ဖြစ်ချုံလိုက်ပြီးတော့လွတ်မှဖြစ်တယ်လို့ဘလို့ချိတ်ပိတ်မှုကိုမဆိုကာမာနဲ့ဆုပ်ယူသွားမှလည်းဖြစ်ပါတယ်ဒါအပြင်ချုပ်ထားဖို့စ조사မယ်ဆိုရင်သူတို့ကိုရန်သူလို့သဘောထားလာမှလည်းကြောက်နေရတာပါကံကောင်းစွာနဲ့ပဲဒီလိုမျိုး OP ကောင်ကြီးကိုလူကျင်နေတာကနာရူတိုဘေကင်းဖို့ပဲဖြစ်တာကြောင့်ရောင်မာတီတိုင်းထားဖို့စဉ်းစားနေတာလို့ဖြေရှင်းလိုက်ကြပါတယ်ဟုတ်လဲဟုတ်ပါပြီအခုချိန်မှာကာဝါကီကိုဒန်တူရှင်တိုက်နိုင်မဲ့သူကဘရိုတိုပဲရှိရလို့ပြောလို့ရနေပြီးတော့ဘရိုတိုကိုယ်တိုင်ကလည်းရွေးချယ်မှုတွေထိန်းချုပ်စရာတွေရှိနေသေးတာကြောင့်ထိန်းဖို့မလုပ်နိုင်သေးခဲ့ပါဘူးဒါကြောင့်ပဲရှီကာမာရူရဲ့နီလန်ကသူနီသူဟန်နဲ့ကိုမှန်နေတယ်လို့ပြောလို့ရမှာလည်းဖြစ်ပါတယ်နာရူတိုကတော့ဒါကကိုနိုဟာရဲ့ပြဿနာဖြေရှင်းပုံပဲလို့ဂုံစာနေခဲ့ပြီးတော့ကာဝါကီနိုးလာရင်စကားတွေပြောစရာရှိနေပြီဆိုပြီးတော့အနားမှာကိုနေခဲ့လိုက်ပါတယ်အပြင်မှာတော့ရှီကာမာရူကိုဆူမီရက်ကဘရိုတိုဘာဖြစ်ခဲ့တာလဲကိုမေးခဲ့ပေမဲ့လို့ဘာမှကိုပြတ်မဖြေပဲနဲ့လှုပ်ဝက်ထားပါတယ်ခဏကြာတော့ဆာစကဲကလည်းရှီကာမာရူကိုဘရိုရဲ့စံသက်ခံတစ်ခုမှာဂျီကန်ဖြက်စီးခိုင်းထားတဲ့စက်ရုပ်တွေရှိနေသေးကြောင်းနဲ့ကုတ်ကလည်းအဲ့ဒီနေရာမှာရှိနေနိုင်ကြောင်းသတင်းလာပေးခဲ့ပါတယ်ဒီမှာရှီကာပြောတာတွေကိုကြည့်ရင်ဘိုလိုကိစ္စကိုဖြည့်ရှင်းပြီးကြတဲ့ကကိုနိုဟာအဖွဲ့တွေကစစ်ဆေးမှုတွေမရမနာကိုလုပ်နေကြပုံပါပဲနေရာနဲ့ရှိနေတဲ့ဘိုလိုရဲ့စမ်းသပ်ခန်းတွေကိုပါစစ်ဆေးခဲ့ပြီးတော့အခုကျန်နေသေးတဲ့နှင်းဖုံးဒေတာကစခန်းကိုလည်းစစ်ဆေးထားလိုက်မယ်လို့ဆိုလာခဲ့ပါတယ်ဒီကိစ္စပြောပြီးတော့ဆာစကဲကလည်းဘရိုတိုနဲ့ပတ်သက်တဲ့ကိစ္စကိုသူကြားထားတာမှန်လားဆိုပြီးတော့မေးတာကြောင့်ရှီကာမာရူကလည်းဖုံးကွယ်မထားဘဲနဲ့ဖြစ်ပျက်ခဲ့သမျှကိုမှန်ကြောင်းနဲ့ကာဝါကီကဘရိုတိုကိုတတ်ခဲ့ကြောင်းပြပြလိုက်ပါတယ်ဘရိုတိုအဆင်ပြေတဲ့ဆိုပေမဲ့လို့ဒီကိစ္စကကာဝါကီအပေါ်အားလုံးရဲ့အမြင်မှာပြောင်းလဲသွားနိုင်တာကြောင့်ကိုနိုဟာထိတ်ဆုံးကလူတွေထဲမှာတော့မှအင်းတို့ဆိုင်အမာဒိုနဲ့ကာလာဆူကဲတို့ပဲတည်ရသေးတယ်လို့ပြောပါတယ်ဆာစကဲကတော့ဒီသတင်းကိုကြားလိုက်တာနဲ့သူတပည့်ဗမာလဲဆိုပြီးတော့မေးလိုက်ပါတယ်ရှီကာမာရူကတော့သူ့ရဲ့တငယ်ချင်းတွေနဲ့ရှိနေမှာပေါ့ဆိုပြီးတော့လမ်းညွှန်ပြီးတဲ့နောက်မှာတော့ဇလန်ကတော့ကုတ်စီကိုလိုက်ပြခဲ့ပါတယ်ကုတ်ကိုအဲ့ဒီဒါကဖြစ်ပျက်ခဲ့သမျှကိစ္စတွေအားလုံးကိုသူမှကြားနေရသိနေရတာတွေကနေတစင်ပြန်လဲပြောပြလိုက်ခဲ့ပါတယ်ဘရိုတိုမတေခင်အခုဆိုရင်အိုဆူဆူကီဖြစ်သွားပြီဖြစ်တာကြောင့်ကိုယ့်ရဲ့အစီအစဉ်အတွက်ကိုမှအသုံးပြုလို့ရပြီလို့ပြောပါတယ်နောက်ပြီးတော့သူလုပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကုတ်ကိုနောက်တစ်ခါဒီလိုမျိုးမစင်မကျင်မလုပ်ဖို့အတွက်ကိုမှသတိပေးလိုက်ပါတယ်တလက်စာတွေသူတို့ရဲ့သဘောတူညီချက်အရကာဝါကီကိုပြန်လဲခေါ်ဆောင်လာဖို့ဖြစ်ပြီးတော့အပြန်လည်နေနဲ့သူမကကုတ်ရဲ့စွမ်းအားတွေကိုပြန်လဲရရှိအောင်လို့ကူညီမှလည်းဖြစ်ပါတယ်ဒါပေမဲ့တကယ်လို့ကုတ်သာစွမ်းအားတွေရရှိလာတာတော့မှအတုံးမကျဖြစ်နေသေးမယ်ဆိုရင်တော့သူမတို့မောင်နှမနှစ်ယောက်ကတပ်ပစ်လိုက်ဖို့ကိုဝင်မလေးဘူးလို့ပြောပါတယ်ကိုကတော့ဒီမွန်ကသူ့ရဲ့ပခုံးပေါ်မှာရှိနေတာကြောင့်ဘာမှကိုမှပြတ်မပြောရဲပဲနဲ့သူတို့ရဲ့ဆက်ဆံရေးကအတော်လေးကိုမှစိုးဝါးနေပြီပဲလို့လည်းညှိညွှန်နေခဲ့ပါတယ်ဒါပေမဲ့လို့ကိုကတော့ဒီလိုမျိုးကိုမဖြစ်စေရဖို့အတွက်ကိုမှသူကြိုတင်စီစဉ်ထားတာရှိတယ်ဆိုပြီးတော့လက်သေးမှတ်ကနေတဆင်သူ့ရဲ့နားကိုထည့်လိုက်ပြီးတော့တခုခုကိုနားထောင်လိုက်ပါတယ်ပြီးတော့အချိန်တစ်ခုကိုစောင့်နေတာဖြစ်ကြောင်းပြောလိုက်ရင်လည်းတစ်ဖက်ကရှီကာမာရူရဲ့ပခုံးပေါ်မှာသူ့ရဲ့လက်သေးမှတ်တစ်ခုရှိနေတာကိုလိုက်လံပြသထားပါတယ်ရှီကာမာရူကတော့ကံမကောင်းစွာနဲ့ပဲအာမာဒိုစီကိုရောက်နေတာဖြစ်ပြီးတော့ဘရိုတိုရဲ့အခြေအနေတွေကိုလာမေးတာပဲဖြစ်ပါတယ်အာမာဒိုကလည်းပြန်လဲဝင်စားခြင်းကလုံးဝကိုမှမဖြစ်နိုင်တော့ကြောင်းအာမခံပေးနေပြီးတော့ဘရိုတိုပြောခဲ့တဲ့စကားတွေကလည်းမှတ်နေတာကိုအတိပေးလိုက်ပါတယ်ရှီကာမာရူကတော့နောက်ထပ်ပြောစရာတစ်ခုရှိတယ်ဆိုပြီးတော့အာမာဒိုကိုထိုင်ကုန်ကနေကိုဆွဲမလိုက်ပြီးတော့ကာဝါကီရဲ့ကာမာအကြောင်းကိုမေးလိုက်ပါတော့တယ်တစ်ဖက်မှာတော့ဘရိုတိုရဲ့ရှင်ဘက်ကအမာယုတ်ကိုဆရတာကကြိုက်ကြည့်နေတာကြောင့်ဘရိုတိုနေရခက်နေခဲ့ပါတယ်မီဆူကီကလည်းအတူရှိနေခဲ့ပြီးတော့သူကြုံခဲ့ရတဲ့ကိစ္စတွေကိုပြန်လည်မေးမြန်းနေခဲ့ပါတယ်
ဘရိုတိုကတော့အခြေအနေတွေအကုန်လုံးကိုပြောပြထားပေမဲ့ကာဝါကီသူ့ကိုတတ်ခဲ့တဲ့ကိစ္စကိုတော့ရှီကာမာရုမှားထားတာကြောင့်ကုတ်ရဲ့ပြစ်မှတ်ကဘရိုတိုဖြစ်နေပြီဖြစ်ပြီးတော့ကာဝါကီကလည်းကုတ်ကိုရှင်ချနိုင်တဲ့အစွမ်းရှိနေပြီဖြစ်တာကြောင့်လီမီတာတွေဖြုတ်ချင်တဲ့ကုတ်ရဲ့ပြစ်မှတ်ကအာမာဒိုပဲလို့တပြိုင်နက်တည်းကိုပြောလိုက်ကြပါတယ်ဖြစ်ချင်တော့ရှီကာမာရုကလည်းအာမာဒိုကိုကာဝါကီကိစ္စကိုဖျက်နေပြီးတော့သူ့ရဲ့ပခုံးမှာတော့ကုတ်ရဲ့လက်သေးအမှတ်ရှိနေပါတယ်အာမာဒိုကတော့သူထည့်ပေးခဲ့တာဟာလိုအပ်လာရင်သုံးဆွဲဖို့အတွက်ပဲဖြစ်ပြီးတော့ဒါကိုလက်ခံဖို့အတွက်ကာဝါကီကိုယ်တိုင်အသုံးပြုကျင်စေရှိဖို့လိုအပ်သေးတယ်လို့ဆိုပါတယ်အသုံးပြုသူကလက်ခံလိုက်မှသာစွမ်းအားတွေကရရှိလာမှာဖြစ်ပြီးတော့ကာဝါကီကနာရိုတိုကိုကယ်တင်နိုင်ဖို့အတွက်ဆိုရင်သူလိုအပ်နေတဲ့စွမ်းအားကိုသူအမြဲတောင်းတနေတဲ့အရာရှိကပဲယူဆောင်လိုက်တာလို့ပြောနေပါတယ်ရှီကာမာရုကတော့ဒီကိစ္စတွေထက်အာမာဒိုကကာဝါကီရဲ့ကာဝါကိုအရန်ကိုမှဆွဲလန်းနေတဲ့ပုံပေါက်တာကြောင့်နောက်ွက်ကတကယ်ရည်ရွယ်ချက်ကိုပြောဖို့အတွက်ကိုမှမေးမြန်းနေခဲ့ပါတယ်ဒီချိန်မှာပဲလက်သေးမှတ်ကနေပြီးတော့ကုတ်ထွက်လာတာကြောင့်နှစ်ယောက်စလုံးအံ့ဩသွားခဲ့ကြပေမဲ့လို့ကုတ်ကတော့ရှီကာမာရုကိုအဝေးကိုမှလင်းထွက်သွားအောင်ကန်ထုတ်လိုက်ပြီးတော့အာမာဒိုကိုနှုတ်ဆက်လိုက်ပါတယ်အဲ့ဒီဒါကတော့စိတ်ဝင်စားစရာကောင်းတဲ့နေရာကိုရောက်နေတာမှာရုတ်တရက်ကြီးဒီလိုမျိုးလှုပ်လိုက်တာကြောင့်ကုတ်ကိုလည်းစိတ်ဆူနေခဲ့ပါတယ်ကိုကတော့ရောက်လာတဲ့ဆိုရင်ပဲအာမာဒိုကိုလည်းပဲညှစ်ထားလိုက်ခဲ့ပြီးတော့သူ့ရဲ့ limiter တွေကိုဖြုတ်ခိုင်းနေပါတယ်အာမာဒိုကတော့ဒီနေရာထိကိုလိုက်လာရဲတဲ့ကြောင့်မကြခင်မှာပဲကိုနိုဟာအဖွဲ့တွေရရှိလာတော့မှဖြစ်ပြီးတော့ပြန်လဲချင်းချောက်ပေမဲ့လို့ကိုကတော့ဒါတွေကိုဖြုတ်ဖို့ခမည်းအမိတ်လေးပဲပေးလိုက်ဖို့လိုရမလားဆိုပြီးတော့အတီးကျကိုမှပြောလာခဲ့ပါတယ်အာမာဒိုကလည်းဒီလိုမျိုးကိုတည်နေတာကိုထူးဆန်းသွားခဲ့ပြီးတော့ဒီချိန်မှာအင်နိုရိုကလည်းကိုရောက်ရှိနေတာကိုသတိထားမိသွားခဲ့ကြပါတယ်ဒါကြောင့်မို့လို့ချက်ချင်းပဲဆက်သွယ်လာခဲ့ပြီးတော့ရှီကာမာရုကိုစစ်ကူပေးမယ်လို့ပြောပေမဲ့လို့ရှီကာမာရုကတော့နာရိုတိုကိုပဲဒီကိစ္စကိုပြောလိုက်ဖို့နဲ့သူ့မှာနီးလန့်ရှိရလို့လည်းပြောလိုက်ခဲ့ပါတယ်ပြီးတော့အရေးချုံထောင်ဂျေဆုနဲ့ကိုဖမ်းထားလိုက်ပေမဲ့လို့ကိုကတော့သူ့ရဲ့လက်ကလှုပ်နိုင်သေးတဲ့ကြောင့်အာမာဒိုကိုတက်ပစ်လိုက်လို့ရတယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်ဒါကြောင့်မို့လို့လီမီတာကိုဖြုတ်ပေးဖို့အတွက်ကိုပြောနေခဲ့ပေမဲ့လို့ရှီကာမာရုကတော့တကွက်ပြလိုက်ခဲ့ပါတယ်ရှေ့ပိုင်းတွေမှာငပေါ်လုံးလုံးဖြစ်နေရပေမဲ့လို့ညံကြီးရှင်ကတော့ညံကြီးရှင်ပါပဲဘေးနားမှာရှိနေတဲ့ကျွန်တော်အန်နီမီမှာပြောခဲ့တဲ့အာမာဒိုဘေးနားမှာရှိနေတဲ့အခေါင်းဆိုတာကလှုပ်ရှားလာခဲ့ပြီးတော့အထက်ကနေရှီကာမာရုရဲ့နိုးထားတော့ဘရွန်ကိုဆိုတဲ့မိပေးမှုနဲ့တူတူလူတစ်ယောက်ကထွက်လာခဲ့လိုက်ပါတော့တယ်ကြည့်ရတာဘရွန်ကိုကနားမလဲတာမဟုတ်ပဲနဲ့အတီးပြုတ်ကုတ်ဖြစ်မယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်အထက်ကနေထွက်လာတဲ့သူကဒေတာဖြစ်နေတာကြောင့်လည်းဖြစ်ပါတယ်နာရိုတိုရဲ့လက်ချက်နဲ့ကိုမှကြွသွားရတယ်လို့အာမာဒိုထွက်ပြေးလာတော့ကပိတ်ပစ်ခဲ့တဲ့ဒေတာကအခုဆိုရင်တော့ကိုနိုဟာကိုကောက်ွယ်ဖို့အတွက် program တင်းတဲ့ကိုဖြစ်နေခဲ့ပါပြီရှီကာမာရုကတော့ကုတ်ကိုတိုက်ခိုက်ဖို့အတွက်ကိုအမိန့်ပေးပေမဲ့လို့ဒေတာကတော့လူသားအသိဉာဏ်ရှိနေတာကြောင့်အော်ဟစ်ပြီးတော့မပြောဖို့အတွက်ကိုပြောလိုက်ရင်လည်းကုတ်ကိုတိုက်ခိုက်လိုက်ခဲ့ပါတယ်ခြေထောက်ကနေပြောင်းလဲလိုက်တဲ့လက်တံတွေနဲ့ချုပ်ထားလိုက်ခဲ့ပြီးတော့အာမာဒိုလွတ်သွားအောင်လို့ကူညီပေးတဲ့အခါမှာတော့သူ့ရဲ့ဖြက်စီးရဲ့ရောင်ကြီးနဲ့ပြစ်မယ်ဆိုရင်အစာအုပ်ပျက်စီးသွားမှာဆိုတာကြောင့်မလုပ်ဘူးလို့ဆိုလိုက်ခဲ့ပါတယ်ဒါပေမဲ့လည်းကိုကတော့သူ့ရဲ့လက်သေးအမှတ်ထဲကနေတစင်တခုခုကိုဆွဲယူလိုက်လို့ရှီကာမာရုကတော့တတိပေးလိုက်ခဲ့ပါတယ်ရှီကာမာရုကတော့တခုခုလုပ်ဖို့အတွက်ကိုစူးစမ်းလိုက်တာကိုဒီပုံကနေမြင်နေရပေမဲ့လို့ကျွန်တော်သိသလားဆိုရင်တော့ရှီကာမာရုမြေတိုင်းတခုခုကိုတုံးဖို့ဆိုတာဖြစ်နိုင်လောက်ပါတယ်ဒါပေမဲ့လို့နောက်ကျသွားပြီးတော့လက်သေးအမှတ်ထဲကနေပြီးတော့အေးဒါကထွက်လာခဲ့ပါတယ်ရှီကာမာရုကတော့အေးဒါကိုကိုယ့်ရဲ့ဘတ်တော်သားလို့တွဲဆလိုက်ပေမဲ့လို့အာမာဒိုကတော့ဘာမှကိုမှမတွေးနိုင်လောက်အောင်ကြောက်ရွံ့နေပြီးတော့အေးဒါဆိုတဲ့နာမည်ကိုသာရေးရွတ်လိုက်ခဲ့ပါတော့တယ်မန်ဂါ chapter 68ကလည်းဒီမှာပဲပြီးဆုံးသွားပြီဖြစ်တာကြောင့်နောက်တစ်ပိုင်းနဲ့အတူပြန်လာခဲ့ပါမယ်နော်အဆုံးထိကြည့်ရှုပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒါဆိုရင်နောက်တစ်ပိုင်းလေးမှာပြန်တွေ့ကြရအောင်လားနော်